အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်ဒုက္ခပါတပတ်စာဟောစမ်းလေးကိုတနင်္လာသားမိအတွက်ကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်3လပိုင်း9ရက်ကနေ3လပိုင်း15ရက်နေ့အထိတပတ်စာဟောစမ်းလေးကိုတင်ပြပေးမှာဖြစ်ပါတယ်တနင်္လာသားမိအတွက်အလုတ်ကန်နဲ့ပတ်သက်တာဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကကောင်းအားကနော်အနေငယ်ရှိတယ်သတိထားရမယ့်ချက်ရှိတယ်သတိထားရမှာကဥစ္စာပစ္စည်းငွေကြေးနဲ့ပတ်သက်ကြည့်ဆိုင်ပါခင်ဗျာငွေတွေချိတာငှားတွေလုံးဝမလုပ်သေးဘူးအာမခံတဲ့ကိစ္စတွေလုံးဝမလုပ်သေးပါဘူးခင်ဗျာအလောက်ကန်နဲ့ပတ်သက်မယ်ဆိုရင်ဒီချိန်ဒီကာလမှာအလောက်ပြောင်းတာတွေဆွေးတာတွေအလောက်စတင်တာတွေအလောက်တိုးချဲ့တာတွေလုံးဝမလုပ်သေးတဲ့ကာလတစ်ခုဖြစ်တယ်ဒီလိုကာလမျိုးမှာလုပ်မိမယ်ဆိုရင်တေချာပေါအခက်အခဲတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်ကိုယ့်ရဲ့အလုပ်ထဲမှာလည်းအဆင်မပြေဖြစ်နေတတ်ပါတယ်အလောက်ကန်ကိုနည်းနည်းလေးကြည့်ဆိုင်ပေးပါခင်ဗျာလူမှုရေးတငယ်ချင်းမိတ်ဆွေနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်ကောင်းပါတယ်ခင်ဗျာကိုကူညီတဲ့မိတ်ဆွေတွေကိုအထောက်ပံ့ပေးတဲ့တငယ်ချင်းကောင်းတွေရှိနေပါတယ်ရက်ဝေးကမိတ်ဆွေတွေကိုအကျိုးပေးမှာဖြစ်ပါတယ်အထူးယူဆရမှာကမိသားစုရေးနဲ့ပတ်သက်တာကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့မောင်နှမတွေနဲ့နားလည်မှုတွေလွဲပြီးတော့အစင်မြဖြစ်တတ်ပါတယ်ဒါကြောင့်ကိုကမှန်တဲ့ထင်နေဆိုရင်မှန်တဲ့ဖြစ်ကြောင်းကိုနော်တေချာလေးရှင်းပြပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်အိမ်တော်ရေးနဲ့ပတ်သက်မယ်ဆိုရင်ယူဆိုင်စေချင်ပါတယ်အိမ်တော်ရေးကံကနည်းနည်းညက်တဲ့ထဲမှာပါတယ်နော်ဘာမို့တဲ့လူတွေကြောင့်ဘာမို့တဲ့စကားတွေနဲ့ပဲအိမ်တော်ရေးမှာပြပခလေးတွေဖြစ်တတ်ပါတယ်ကျွန်တော်အနေနဲ့အကြံပြုရမယ်ဆိုရင်တော့လူတွေကိုသတိထားပါကိုယ့်ရဲ့အိမ်တော်ဘက်ကိုနော်လာပြီးတော့မြူဆွဲတတ်ပါတယ်ဒါလေးတစ်ချက်ကိုယူဆိုင်ပေးပါခင်ဗျာလူငယ်တွေရန်သိချင်ကြတဲ့အခြေနဲ့ပတ်သက်တာအခြေကရန်ကောင်းတယ်လို့ဆိုရပါမယ်ကိုယ့်ရဲ့ဖူးစာစစ်ဖူးစာမှန်တွေပေါ်လာပြီးတော့မထင်မှတ်ထားပဲအိမ်အောင်ကြနိုင်ခြင်းရှိပါတယ်အခြေကလည်းကောင်းတယ်လို့ဆိုရပါမယ်ယူဆိုင်ရမှာတစ်ခုကကိုယ့်ရဲ့ချစ်သူကိုနော်လာပြီးတော့ချင်းကပ်တာတွေလာပြီးကြက်နှစ်တာတွေကြုံတွေ့ရတတ်ပါတယ်ဒါလေးတစ်ချက်တော့ယူဆိုင်ပေးပါခင်ဗျာကိုယ့်ရဲ့ချစ်သူကစမ်းပွင့်နေတဲ့ကာလတစ်ခုဖြစ်နေလို့ပါတနင်္လာသားတွေအနေနဲ့ဒီတော့သွေးမှာကံကောင်းတယ်တကူကကျမ်းမာရေးနဲ့ပတ်သက်တာအရန်ကောင်းပါတယ်ခင်ဗျာကျမ်းမာရေးကံကအရန်ကောင်းတယ်လို့ဆိုရပါမယ်ရေပူရအပြည့်တော့ကျမ်းမာရေးကကောင်းတယ်ဆိုပေမဲ့ကိုအတုံးမကြမှုကြောင့်ကျမ်းမာရေးရုပ်တရက်ညံ့သွားတတ်တယ်ဒါကြောင့်အသွားတိလာတိအစားတိနဲ့တော့တိနဲ့နေပြီးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ဘာသာတရားနဲ့ပတ်သက်မယ်ဆိုတော့နည်းနည်းလေးအားနေတော့တဲ့ကာလတစ်ခုဖြစ်ပါတယ်ဘာသာတရားတွေအာရုံစိုက်ပြီးလုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်ဒီလိုမျိုးအပတ်မျိုးမှာဆောင်ရွက်ဖြေဖို့ရှိတယ်ဆိုရင်တင်လာသားမိတွေလွယ်လွယ်ကူကူနဲ့ဖြေဆိုနိုင်ပြီးတော့အောင်မြင်သွားမှာဖြစ်ပါတယ်ဆရာကောင်းသမားကောင်းတွေလည်းတွေ့ရမှာဖြစ်ပါတယ်သတိထားရမှာကကံနဲ့ပတ်သက်လို့တဲ့ကိုယ်အကျိုးမပေးဘူးကိုကကံစမ်းချင်တယ်ဆိုရင်တော့3ပါတဲ့နံပါတ်တွေကိုရွေးချယ်ပေးပါ3ပါတဲ့နံပါတ်တွေကကိုယ်အကျိုးပေးနေတဲ့ကာလတကူဖြစ်ပါတယ်ခင်ဗျာကံကောင်းနေတဲ့အကြောင်းကအဝါရောင်နဲ့အဖြူရောင်ဖြစ်တယ်အဝါရောင်နဲ့အဖြူရောင်တွေကိုအလိုစီနေရာမှာအသုံးချပါတေချာပါမိတ်ဆွေတို့အကျိုးထူးရရှိမှာဖြစ်ပါတယ်ရေရာလေးတစ်ခုလုပ်ပေးပါဒီရေရာကအရန်လွယ်ကူပါတယ်အလှလေးလုပ်ပေးရမှာဖြစ်ပါတယ်အလှဆိုပေမဲ့ငွေအရန်ကုန်စရာမလိုဘူးကုန်ကြလည်းမများပါဘူးကလေးတွေကိုတကြားလို့2000 3000လောက်ဝယ်ပြီးတော့လှူဒန်းပေးလိုက်ပါကိုယ့်ရဲ့အခက်အခဲအကျက်တွေပြေပြောက်သွားမှာဖြစ်ပါတယ်လူကြီးလေးရပါတယ်ခင်ဗျာ